င်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ်အတွင်းမှာရှိတဲ့မယ်လမှုဇေယျတော်မြတ်ကြီးရဲ့တမိုင်းမှတ်တမ်းအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟိမဝန္တာရဲ့တောင်စဉ်တောင်တန်းတစ်ခုဖြစ်တဲ့နာဂလှိုင်ကူစေတီတည်ထားတဲ့တောင်စဉ်တောင်တန်းကတော့ရှေ့အခါကတစ်ပင်တစ်တောတွေနဲ့ဖုံးအုံလျက်ရှိပါတယ်အဲ့ဒီတောထဲမှာတိတ်တလို့ခေါ်တဲ့ရသေးကြီးတစ်ပါးဟာတရားအားထုတ်နေထိုင်လျက်ရှိပြီးတနေ့မှာတော့ရသေးကြီးဟာတောင်အောက်လမှုတော်မှာတရားအားထုတ်နေခဲ့ပါတယ်အဲ့ဒီလိုတရားအားထုတ်နေတဲ့အချိန်မှာထူးခြားတဲ့လမှုသေးကြီးကိုတွေ့ရှိပြီးခုဆွတ်ပြီးကျောင်းကိုယူလာခဲ့ပါတယ်ကျောင်းကိုရောက်တဲ့အချိန်မှာတော့အသီးဟာကွက်အပ်ပြီးအထက်ကကလေးမလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်ရသေးကြီးကအလွန်အံ့ဩပြီးမိမိနဲ့ထိုက်တန်တဲ့သမီးလေးရပြီလို့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးသစ္စာအဋိဋ္ဌံပြုကာလက်မထွက်တဲ့နှုတ်ကိုတိုက်ခါကျွေးမွေးပြုစုခဲ့ပါတယ်ကလေးမလေးဟာအရွယ်ရောက်လာတဲ့အခါမှာတော့အရွယ်အစင်းကအလွန်လှပသူဖြစ်တာကြောင့်မွန်ဘာသာနဲ့မိလမှုမြန်မာဘာသာနဲ့မယ်လမှုလို့အမည်တွင်ခဲ့ပါတယ်ဂေါရမဘုရားရှင်ဟာမကြာခင်ပွင့်တော်မူမည်ဖြစ်ကြောင်းနဲ့ဘုရားရှင်လက်ထက်မှာရှေ့နောင်တော်တို့ရဲ့တတ်တော်မွေတော်များနဲ့အတူဆန်တော်ရှစ်စုကိုထားပနာပြီးဇေဒီတီထားကိုးကွယ်ကြလိမ့်မည်ဖြစ်ကြောင်းဇေဒီကိုတီထားကိုးကွယ်တဲ့သူမှာမယ်လုံမှုမှမွေးတဲ့သားဒါယကာဖြစ်မည်ကိုသိရတဲ့အတွက်ကြောင့်တရားမင်းဟာမင်းသားအသွင်ဖန်ဆင်းကမယ်လုံမှုထံသို့တက်ဆင်းပြီးရသက်ကြီးထံမှာတောင်းယူတဲ့အတွက်ကြောင့်ရသက်ကြီးကမယ်လုံမှုကိုတရားမင်းနဲ့လက်ဆက်ပေးခဲ့ပါတယ်တရားမင်းကမိမိရဲ့မိဘထံကိုခွင့်ပန်ပြီးမှပြန်လာခေါ်မိဖြစ်ကြောင်းမယ်လမှုကိုရသေးကြီးထံအနှံပြီးတာဝရိန်သာသို့ပြန်သွားခဲ့ပါတယ်။တရားမင်းကတာဝရိန်သာကိုပြန်ရောက်တဲ့အခါမှာတော့လူပြည်ကမယ်လမှုတောက်သုံးရန်နတ်ရည်စင်ထည့်ထားတဲ့မြကြီးတောက်၄ခုကိုယူဆောင်စေပြီးနတ်ကျေးလူလင်ကိုလူပြည်သို့ဆေလွတ်ခဲ့ပါတယ်။တရားမင်းရဲ့မိဖုရားတွေဖြစ်ကြတဲ့သူစီတာသူမာလာသူစိတ်တာသူနန္ဒာတို့ကတော့နတ်ကျေးလူလင်ကိုစွန့်ရောက်ဆောင်ပြီးလိုက်လိုင်ထိုးစိတ်ကြတဲ့အတွက်ကြောင့်ကြည်တော်တစ်လုံးကတော့ဟိမဝန္တာနယ်ကိုကြပြီးတော့စိန်မတကောင်တောက်မိလို့စရန်စင်ကိုမွေးခဲ့ပါတယ်။နောက်ထပ်ကြည်တော်တစ်လုံးကတော့ပင်လယ်ထဲကိုကြလို့မိချောင်းတကောင်ကတောက်မိပြီးငမိုးရိမ်မိချောင်းကိုမွေးခဲ့ပါတယ်။နောက်ထပ်ကြည်တော်တစ်လုံးကတော့တောထဲမှာကြပြီးတမင်မတောက်မိလို့မိဂတိတမင်မကိုမွေးဖွားခဲ့ပါတယ်။လေးခုမြောက်မြကြည်တော်တစ်လုံးကတော့မယ်လမှုထံကိုရောက်ရှိပြီးတော့နတ်ရည်စင်ကိုတောက်သုံးရတဲ့အတွက်ကြောင့်ဥက္ကလာပမင်းကြီးကိုမွေးဖွားခဲ့ပါတယ်။မင်းသားဟာအရွယ်ရောက်လာတဲ့အချိန်မှာတော့တရားမင်းကဆင်းသက်လာပြီးဥက္ကလာပဘွဲ့အမီနဲ့တိုင်းပြည်ထီးနှံကိုအနှင်းတော်မူပါတယ်။ဥက္ကလာပမင်းသားဟာတန်လျင်ပါရနိုင်ငံဘောဂသေနာမင်းကြီးရဲ့သမီးတော်နဲ့လက်ထက်အပိသိက်ခံနန်းဆန်ပြီးမေတော်မယ်လမှုကိုအမိယာကထားကကောင်းစွာလှုပ်ကြွေးပြုစုခဲ့ပါတယ်။မေတော်မယ်လမှုဟာဥက္ကလာပမင်းကြီးရွှေတကုံစေတီကိုတီထားပြီးတဲ့နောက်သက်တော်85နှစ်မှာကံတော်ကုန်ပြီးတာဝရိန်သာနတ်ပြည်မှာတရားမင်းရဲ့ရဟန္တာသမီးပြန်ဖြစ်ခဲ့ပါတယ်။ဥက္ကလာပမင်းကြီးကိုတိတ်တရသေးကြီးရဲ့တပည့်နာဂရသေးကြီးကဖျားရှင်ရဲ့စံတော်တဆူအားပူဇော်ရန်ပေးအပ်ခဲ့ပါတယ်။ဥက္ကလာပမင်းကြီးကလည်းသားတော်နန္ဒာမင်းသားအရွယ်ရောက်လာတဲ့အချိန်မှာတော့သားတော်ကိုအိမ်ရှိရာပေးပြီးမိမိကတော့ရဟန္တာ၃ပါးအလုံးနဲ့သာပျော်မွေ့လျက်ရှိပါတယ်။တက္ကရာ118ခုနှစ်မှာမေတော်မယ်လမှုကွယ်လွန်ခဲ့ပြီးနောက်မေတော်မွေးဖွားရာလမှုတော်မှာမိမိရရှိတဲ့စံတော်အားထာပနာပြီးမေတော်ကိုပူဇော်သောအထိမ်းအမှတ်နဲ့ဇေဒီငယ်ကိုတည်ထားပူဇော်ခဲ့ပါတယ်။အဲ့ဒီဇေဒီမှာလဲတိတ်တရသေးကြီးရဲ့ရုပ်တုမေတော်ရဲ့ရုပ်တုဖခင်တရားမင်းရဲ့ရုပ်တုမိမိရုပ်တုနဲ့နာဂရသေးကြီးအထိမ်းအမှတ်နဂါရုပ်တုတို့ကိုထုလုပ်ပြီးစံတော်နဲ့အတူထာပနာခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက်1322ခုနှစ်ရောက်မှာတော့ကြည်မြင်နိုင်မြို့နယ်မြေကျေးရှင်အမှုဆောင်အရာရှိစိုက်ပြိုးဝန်ဦးလာမြင့်ရဲ့ဇနီးဒေါ်စောညိုရီဟာအိမ်မက်ထဲမှာတရားလေးကြီးကမြို့ဗလန်အရှိဘက်ကွင်းမြင်တဲကတစ်ပင်အုံမိုးနေတဲ့ဘုရားတဆူကိုအကြိမ်ကြိမ်အိမ်မက်မြင်မက်ခဲ့ပါတယ်။ဒါကြောင့်လဲမိမိခင်မောနဲ့တိုင်ပင်ပြီးမိမိတို့မရောက်ဖူးသေးတဲ့အိမ်မက်ထဲကနေရာကိုမြို့ဘက်ရထားစီးပြီးတရားလေးပူတော်မှာဆင်းရှာဖွေခဲ့တဲ့အခါမှာတော့အိမ်မက်ထဲကမြင်တွေ့ရတဲ့ဘုရားကိုအလွယ်တကူဖူးတွေ့ခဲ့ရပါတယ်။နေရာကတော့မြောက်ဥက္ကလာပမြို့အဝင်ကားလမ်းတစ်ပေလက်မှုဝင်များခြံရံလျက်ရှိပြီးဘုရားငုတ်တို့
အလဲတဲ့တဲ့မှာတော့နဘဲပင်ပေါက်လျက်ရှိတာကိုဖူးတွေ့ရပါတော့တယ်အချိန်ကတော့1322ခုနှစ်နေုံလာဇန်3ရက်နေ့ပဲဖြစ်ပါတယ်အဲ့ဒီနောက်နေုံလာဇန်5ရက်နေ့မှာတစ်ကြိမ်နေုံလာဇန်10ရက်နေ့မှာတစ်ကြိမ်ထပ်မံဖူးမြော်ရာဖူးမြော်တဲ့အခါတိုင်းမှာအိမ်မြောင်စုပ်ထိုးတံကိုထူးခြားစွာကြားရခြင်းပဲဖြစ်ပါတယ်ဒါကြောင့်နောက်ဆုံးအခေါက်မှာတော့ဒေါ်စောညွန့်ရဲ့မောင်ကဖះဘော်ကိုတက်ကြည့်တဲ့အခါမှာရတနာကျုပ်တစ်ခုကိုရရှိပြီးအဲ့ဒီကျုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရုပ်ထုပုံတစ်ခုကိုတွေ့ရှိခဲ့ရပြီးအဲ့ဒီရုပ်ထုပုံကတော့ရွှေတကုံဖះအထက်ပစ္စယံစနေတော့မှရှိတဲ့မဲလမှုရုပ်ထုနဲ့တူညီနေတာကိုအံ့ဩစွာတွေ့ရှိခဲ့ရပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာပဲဒေါ်စောညွန့်ရဲ့သမီးကိုဥစ္စာဆောင်ကပူးကပ်ပြီးပုံတော်ပေးရသည်မှာအမတော်ကဦးစီးပြီးဇေဒီဟောင်းကိုပြန်လဲပြုတ်ပြင်အမျှဝေးမှမိမိတို့တွေအကျွတ်ရမည်ဖြစ်တဲ့အတွက်အမတော်ကူညီဆောင်ရွက်ပေးပါလို့ပြောကြားခဲ့ပါတယ်။ဒါကြောင့်1322ခုနှစ်ပြာသိုလပြည့်ကျော်9ရက်နေ့တနင်္လာနေ့မှာတော့ဒေါ်စောညွန့်ရဲ့ပေးလျှောက်ချက်အရမနောမယဆရာတော်ကြီးဦးဆောင်တဲ့တန်ဃာ9ပါးကိုအာယုံဆုံးဆက်ကပ်ပြီးဆရာတော်ကြီးနဲ့လူပုဂ္ဂိုလ်အသီးသီးကဇေဒီတော်ကိုလက်ရာရဲ့ဆံပန်းပေါက်ပေါက်ကျဲဖြန့်ပြီးနောက်ကောပကအဖွဲ့ဝင်များကဖျားဝံမှာပေါက်နေတဲ့နဘဲပင်ကိုရှင်းလင်းတဲ့အခါမှာတော့ဖျားဆင်းသူနှစ်စုစေဖျားတစ်စုကျေးဆင်းသူတစ်စုကိုရရှိခဲ့ပါတယ်ဒုတိယနေ့မှာဆက်လက်တူးဖော်တဲ့အခါမှာတော့နဂါးပတ်နဂယုံလျှောင်းတော်မူတစ်စုလမှုသီးပုံထုထားတဲ့ကြောက်သားလမှုသီးပလင်ပုံရသေးကြီးလျှောင်းတော်မူပုံမဲလမှုပုံဥက္ကလာပမင်းကြီးပုံတကြားမင်းပုံကြောက်ခွေစီဒီစတော်တွေကိုတူးဖော်ရရှိခဲ့ပါတယ်အဲ့နောက်မှာတော့ဖျားငုတ်တို့ကိုရှင်းလင်းတူးဖော်ပြီးဒေါ်စောညွန့်ကြီးကပေ60ပတ်လည်အုပ်မြင့်နဲ့ဖနက်တော်၄ပေအမြင့်ရှိတာကိုတီထားပြီးရွှေဘုံသာလန်းကဥတင်အောင်ဒေါ်ကြီးတို့ကတော့ဇေဒီတော်ကိုပြီးစီအောင်ဆက်လက်တီထားခဲ့သည်မှာယခုဖူးမြော်ရတဲ့အတိုင်းပဲဖြစ်ပါတော့တယ်ခင်ဗျာ